ကွာဒါပဲပြီးတော့ဟောပေါ်လိုက်စားတော့မှာကျွန်တော်ပြောရကျွန်တော်လုံးဝဖတ်ပြီးသွားစကန်ဖတ်ပြီးသွားပြီဒီကိုလုံးဘလို့ကိုဖိုးချင်ငါပြောဘလို့ကိုဖိုးချင်ကိုညီလေးကိုမတွေ့ဘူးလို့ကိုဖိုးချင်လို့မှန်းတာပေါ့အေးပေါ့ဘာလို့ညီကိုချင်းနေညီလေးရဲ့ကာလမှာဒါချစ်ကိုကြီးနေအောင်အခုမှဒါလုံးလိမ့်နေတွေ့ရတာနော်ဝမ်းတာတကယ်ဝမ်းတာလက်မစင်ကောင်ကျေးဇူးတင်ပါတယ်ဟုတ်ပါရှင်းပါတယ်သူတို့လည်းတင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ဘေးနာမြန်းနှမ်းမောင်မျက်နှာဖုံးရှင်လေးကတော့ तू ကအသက်နှစ်ထဲကနေပြီးတော့တရုတ်ဆောင်လောကအမှုပညာလောကတွေကိုဝင်ရောက်လာပြီးအခုနော်တစ်ချိန်ကကလေးတရုတ်ဆောင်အရန်အောင်မြင်ခဲ့တယ်အရန်ချစ်စရာကောင်းခဲ့တယ်ကဲအခုဒီရွယ်ရောက်လာပြီလူကြီးတရုတ်ဆောင်တစ်ဖြစ်လဲကျွန်တော်တို့ချစ်ရတဲ့ညီငယ်လေး heavy ဖြိုးဖြစ်ပါတယ်